Congratulations ပါခင်ဗျဒီနေ့တော့မက်ဆီအဖြစ်နိုးလာဖြစ်ပါတယ်ခင်ဗျမျက်လုံးဖွင့်ဝင်ရင်ပထမဆုံးလုံးမဲ့ရာဘာဖြစ်မလဲကျွန်တော်တွေးနေတယ်လို့ခင်ဗျကိုလည်းတွေးနေကြမှာခဏအောင်ထောင်းဗျမလို့ပဲနဲ့အစင်လိုက်တွေးကြည့်အောင်ခင်ဗျကမက်ဆီအဖြစ်တကယ်နိုးလာတယ်လောက်စရာပဲအများကြီးပါရိုနယ်ဒိုစီ VC ခေါ်ပြီးကမ္ဘာဖလားကြီးနမ်းပြမလား Brother, what's that? အန်တိုနီလာဖြိုးပြီးဖြိုရည်လေးတောင်းရင်ချေးမလားကွင်းလျံနေတဲ့တင်းလုံးကိုလိန်ကောက်ပြီးဂိုးသွင်းနိုင်တယ်ခင်ဗျရဲ့မှော်ဆန်ဆန်ဘယ်ခြေထောက်ကိုအရင်ဆန့်ကြည့်မလားဘလုံးတော့ရှစ်လုံးနဲ့ကမ္ဘာဖလားကြီးကိုကင်မှုရရှိအောင်ကင်ပြစ်မလားပြီးတော့ကြိုက်တာလုပ်လို့ရပါတယ်ခင်ဗျဆိုရင်ဘာလုပ်မလဲတိကျတော့အင်တာမိုင်ယာမီ၄ကြိမ်ခွင့်မှာခင်ဗျခြေထောက်တွေဘောလုံးကိုကောနဲ့ကတ်ထားလို့ဖြစ်နေမှာဗျဘယ်ကစားသမားလားလူရမှာမဟုတ်ပါဘူးဒီကွင်းလုံးလိန်ခောက်ပြီးလို့ရပါတယ်အဲ့လိုမှော်ဆန်တဲ့ခံစားချက်ကြီးကိုတဝါကြီးခံစားရမှာဗျထွင်းရပြန်အန်တိုနီလာနဲ့အတူညစာဆိုင်တီတီတတာပြောမလားခင်ဗျစောမစင်းတဲလုံးစကားတွေဟောပြောပြပေါ့ဗျနောက်ပြီးနောက်ဖေးချန်ထဲမှာခင်ဗျသားလေးနဲ့ဘောလုံးကန်မှာခင်ဗျခွေးလေးကိုလိန်ခောက်နေအောင်မလားကြိုက်တာလုပ်လို့ရပါကျောသားမနေ့ပြန်မနေ့မက်ဆီဖြစ်နိုးလာခဲ့မယ်ဆိုရင်ကျွန်တော်ဘာလုပ်မယ်ထင်လဲပထမဆုံးလုပ်မယ်ရာကမ္ဘာဖလားကြီးပြေးကြင်ပါဗျကျွန်တော်ဒီတက်ကန်ရမှာမဟုတ်တော့လို့နောက်ပြီး Instagram နဲ့ဝင်ကမ္ဘာဖလားကြီးနဲ့ selfie ဆွဲတစုံတတိုးတက်တွဲပလိုက်ပါဗျဒီကဘာလုံးဝူးရှူးရဖြစ်ကုန်လို့နောက်ပြီးအချစ်ဆုံးငွေကြီးနေမှာစီစေးရုံကနဲ့ပတ်တီးလက်ဆောင်ပို့ပေးအောင်ဗျာဆော်ရက်စီကိုလည်း VC ခေါ်ပြီးလူတွေကိုကြိုက်မစားတော့သတိပေးပါအောင်မယ်ပြီးတော့လက်နင်ဂျာလေးကိုလည်းပြောအောင်ပါဗျဒီတက်တာကြီးလုံးမနေတော့နဲ့လို့ဒါကြီးဗျခင်ဗျားတို့တွေးနေရဲ့ကျွန်တော်မိမအန်တိုနီလာတေးကြတာတော့မက်ဆီကို respect ထားရအနေနဲ့ဥပုံဆောင်လိုက်မယ်ဗျကျွန်တော်အန်တိုနီလာကိုမထီတော့ပါမထီမီအောင်အရင်မြန်ထွက်ပြီးရှောက်သွားနေမှာဖြစ်မှာမိုင်ယာမီမှာရောက်နေရဆိုတော့ကားတစ်ခုခင်းနေရတွေတကယ်အပြင်မှာသွားရှာကြည့်တိုမီဘာစတီစတိုင်းနဲ့ရုပ်ပတ်ကားမောင်းနေတာပြီးတော့ဇိန်ရှိရဲ့ဘီလီယံနာ lifestyle ကိုအပြည့်အဝခံစားကြည့်ပါမယ်နောက်တစ်ခုခင်ဗျားဘာတွေတွေးနေလဲကျွန်တော်သိရနော်မက်ဆီဘန်နဲ့ကလောက်အားကားတွေဖြောင်းပြမယ်ဆိုရင်ရောပေါ့အဲ့လိုဆိုရင်တော့ congratulation ပါကျွန်တော်နောက်နေကြထောင်လန်းဆန်မှာဖြစ်ပါတယ်ကျွန်တော်သူများချွေနေတာအလကားယူခြင်းစိတ်လည်းမရှိဘူးဗျဒါမှမဟုတ် no risk no story ဆိုတဲ့အတိုင်းမက်ဆီ KB ကဒေါ်လာတန်း100လောက်ဖြောင်းပြလိုက်ပါမယ်အဲ့တန်း100ကိုကျွန်တော်ရွာမှာဘောလုံးကွင်းလားဆောက်ပြင်မယ်ဗျရွာစာအုပ်လေးတွေကိုလည်းမုံမိုးတွေဖောဖောတီတီစွန်ကျဲကြအောင်ပါဒါတွေကုန်ပြီးကမှကျွန်တော်ပိုင်တဲ့ mansion ပြန်ပြီး billionaire life ကိုတဝါးကြီးခံစားပြင်မယ်ဗျဆိုတော့ဗျခင်ဗျားမက်ဆီဖြစ်နိုးလာမယ်ဆိုရင်ခင်ဗျားပထမဆုံးလုံးမဲ့အရာဘာဖြစ်မလဲကောမမှာပုံမှန်လင်းလင်းရေးသွားအောင်ပြု